သူမဟာဓာတ်ပုံရိုက်ဖို့ဓာတ်ပုံဆိုင်ကိုရောက်နေတယ်မရိုက်ခင်မှာဓာတ်ပုံဆရာကသူမကို250ပုံငယ်သွားအောင်ရိုက်ပေးမယ်လို့ပြောမယ်သူမကိုဟာတာပြောတယ်ထင်ပြီးအမှုမဲ့အမှတ်မဲ့နေလိုက်တယ်သူမဘတ်စကားစီးဖို့ပြေးလွှားသွားလိုက်တယ်ဒါပေမဲ့သူမအသက်80ရွယ်ဆိုတာကိုမိနေလောက်အောင်သူမရဲ့အားအင်တွေကပြည့်နေတယ်ဘတ်စကားပေါ်အရောက်မှာထုံးစံအတိုင်းအဖွားကြီးတယောက်လိုညှဉ်းညူနေတယ်အဲ့ဒီအချိန်မှာလူငယ်လေးတယောက်ကသူမကိုလာကြောင်းတယ်သူမရဲ့ရုပ်ကအသက်20ရွယ်လိုနှုတ်ပြိုနေတယ်ဒါပေမဲ့သူမမသိဘူးအဖွားကြီးတယောက်ကိုမလေးမစားလာလုပ်နေတယ်ထင်ပြီးလူငယ်လေးကိုရိုက်လိုက်တယ်ညကြီးတောင်နေကမျက်မှန်တက်ရလာဆိုပြီးအဖွားကြီးတယောက်လိုစူနေတယ်လူငယ်လေးကတော့ကြောင်တောင်ပြန်ကြည့်နေတယ်မျက်မှန်ကိုပြန်တက်ပေးလိုက်တယ်အဲ့ဒီအချိန်မျက်မှန်ထဲမှာသူမရဲ့မျက်နှာကိုတွေ့လိုက်တယ်သူမအံ့ဩသွားတယ်မယုံကြည်နိုင်ဖြစ်ပြီးကားမှန်ကိုပါကြည့်လိုက်တယ်သူမရဲ့မျက်နှာကအမှန်တကယ်ပဲ250လောက်ငယ်သွားတာကိုတွေ့လိုက်ရတယ်သူမကြောက်လန့်တကြားနဲ့អော်လိုက်တယ်သူမရဲ့စိတ်တွေကတုန်လှုပ်နေလို့ဆေးဆိုင်ကိုစိတ်ငြိမ်စေတောင်းလိုက်တယ်ဒါပေမဲ့သူမအနာကလူငယ်ကပါသူမကိုညီမအဆင်ပြေရလာလို့မေးတော့သူမပိုအံ့ဩသွားတယ်စိတ်ငြိမ်စေတောက်ပြီးသည့်အထိအခုအဖြစ်ပြက်ကိုမယုံကြည်နိုင်လို့ဖွားကြီးတယောက်လိုရေးရွတ်နေတယ်ထို့နောက်သူမကိုဓာတ်ပုံရိုက်ပေးတဲ့ဆိုင်ကိုတတိယသွားပြီးပြန်ရှာတယ်မတွေ့တော့အနီးနားကလူတွေကိုအဲ့ဒီဓာတ်ပုံဆိုင်ကြောင်းမေးတယ်ဒီနားမှာဘာဓာတ်ပုံဆိုင်မှမရှိဘူးလို့ဖြေတော့သူမထပ်မံအံ့ဩတုန်လှုပ်သွားတယ်